အားလုံးကိုပြန်လဲကြိုဆိုပါရရှင်ဒီနေ့မှာတော့ကိုချစ်သူကောင်းမလေးကအတင်းသူအပေါ်ဆွဲတင်ပြီးလှုပ်ခိုင်းလောက်တဲ့အထိစိတ်ပါလာစေမိမဆက်ဆံခင်လှုပ်ကိုလှုပ်ပေးတဲ့တဆက်ဆက်ခါပြီးယူသွတ်သွားစေမိနှိုးဆွနီတွေကိုကျမ်းမာရေးဗဟုသုတအဖြစ်ညဝေတင်ဆက်ပေးမှာဖြစ်လို့အဆုံးထိလိုက်ကြည့်ပေးခဲ့ကြပါဦးနော်ယောက်ျားလေးအများစုကအိယာပေါ်ရောက်တာနဲ့တန်းပြီးဆက်ဆံချင်းကြတာများပါတယ်တချို့ကလည်းချိုချိုကိုတန်းပြီးကင်ကြတယ်တချို့ကလည်းအင်္ဂါကိုတန်းပြီးကင်တက်ကြပါတယ်အချက်တွေကလုံးဝကိုမှားယွင်းနေပါတယ်နော်အဲ့ဒီအဓိကနေရာတွေကိုတန်းမသွားခင်လုတ်ကိုလုတ်တဲ့အခြေခံကြတဲ့အချက်လေးတွေကိုပြောပြပေးပါမယ်နော်ပထမဆုံးအနမ်းလေးတွေနဲ့စတင်ပေးပါနော်မိန်းကလေးရဲ့စံသားလေးတွေကိုနမ်းရှိုက်ပေးတာမျိုးအကြည့်ချင်းစုံအောင်လုပ်ပြီးမျက်လုံးချင်းစကားပြောပါပိုထကြွလာအောင်လုပ်ပေးတာမျိုးနရွက်နားလေးတွေကိုလက်ထိတ်လေးနဲ့ညင်သာစွာထိတွေ့ပေးပြီးနရွက်ထိတ်လေးကနေအကရင်းပိုင်းထဲအထိရှာလေးနဲ့ကလိပေးတာမျိုးလုပ်ပေးပါနော်အရန်အားထည့်ပြီးနရွက်ကိုဆွဲတာမျိုးရှာပြားကြီးနဲ့ခွေးရဲ့ရက်တာမျိုးတော့ရှောင်ပေးပါနင်းနင်းသားသားနူးနူးညံ့ညံ့လေးနဲ့ကလိတလိဖြစ်လာအောင်နမ်းပေးရမှာဖြစ်ပါတယ်နော်ပြီးရင်တော့လဲတိုင်လေးတလျှောက်ကိုလှုပ်ပေးရမှာဖြစ်ပါတယ်။လေတိုင်ကလည်းမိမတွေနဲ့စိတ်ခံစားချက်ကိုအထွတ်ထိပ်ရောက်စေတဲ့နေရာတစ်ခုဖြစ်ပါတယ်။လက်ချောင်းထိပ်လေးတွေနဲ့လေတိုင်ရေးတလျှောက်ကိုဖွဖွရွရွလေးပို့သက်ပေးကြည့်ပါမယိုးမရွနဲ့တောင်းဆိုလာပါလိမ့်မယ်နော်။ချမ်းစနဲ့ကြက်သီးတွေထားပြီးခံစားမှုအဆုံးထိတက်လာပါလိမ့်မယ်နော်။လေပင်လေးကိုလှုပ်ပေးတာအရန်သဘောကျပါတယ်။လေတိုင်လေးပြီးရင်တော့အနမ်းစပေးလို့ရပါပြီနော်အနမ်းစပေးတဲ့အခါအရန်ကျန်းလို့မရပါဘူးပြင်သစ်အနမ်းလေးနဲ့ဖော့ဖော့လေးစတင်ရပါမယ်ကိုရှာလေးကသူ့ရှာလေးကိုရွတ်ပတ်ပြီးရွေးထွေးစွာနဲ့စတင်ပေးရပါမယ်နော်ဘာမှမလုပ်ခင်သူကိုအပေါ်စိတ်ပါလားမပါလားသိရအောင်အကြည့်ချင်းစုံပေးပါသူမဘက်ရှက်နေတဲ့အမူအရာလေးပြနေရင်တော့အဆင်ပြေနေပါပြီသူမရဲ့မေးစေလေးကိုပင့်ပြီးစနမ်းမှာတော့မနှမ်းခင်မှာမင်းရဲ့ရှက်နေတဲ့ပုံစံလေးကချစ်ဖို့ကောင်းလိုက်တာအသေးရစရာကောင်းလိုက်တာတို့အဲ့လိုခံစားချက်များလာစီမဲ့စကားမျိုးကိုများများပြောပေးပါနော်ပြီးရင်တော့အနမ်းကိုအစင်းထက်တက်ပါမယ်နော်နှခမ်းသားလေးအတွင်းပြင်အကုန်လုံးကိုရက်ပြီးနမ်းနာကိုပြောတာပါနမ်းတဲ့အချိန်မှာရှာကိုပျော့ပြောင်းတဲ့ပုံစံလေးထားပြီးနမ်းပေးပါနော်မားတောင်းတောင်ကြီးနဲ့တအားမြင်နေလို့လည်းမရပါဘူးပြီးရင်တော့ထုံးစံအတိုင်းပဲချိုချိုတို့စီးစီလေးတို့ကိုတဆင်ချင်းသွားပေးလိုက်ရင်ရပါပြီနော်အဲစင်တွေကိုနှိုးဆွနီးကတော့အရင်ဗီဒီယိုတွေမှာတင်ပေးထားလို့ထပ်မပြောတော့ဘူးနော်ပြန်ကြည့်ပေးကြပါနော်အရေးကြီးဆုံးမှာချင်တာကတော့ဆက်ဆံတဲ့အခါကိုယ့်အတွက်ဤစားမပေးပဲသူမအတွက်ပဲတွေးပြီးကောင်းအောင်လုပ်ပေးပါဒါဆိုရင်တော့တင်ဟာစော်ကြည်ပဲဖြစ်ပြီးအနာကမခွာနိုင်အောင်အချစ်ခံရပါလိမ့်မယ်နော်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါစို့နော်